အားလုံးပဲမင်္ဂလာပါကမ္ဘာဖလားချန်ပီယံစပိန်ကိုကျွန်တော်တို့ဂုဏ်ပြုလိုက်ကြရအောင်ဒီနေ့မှာတော့ကျွန်တော်တို့စပိန်အသင်းအာဂျင်တီးနားအသင်းကိုတကူကိုမရှိနဲ့ကမ္ဘာဖလားဗိုလ်လုပွဲမှာအနိုင်ယူပြီးတော့ကမ္ဘာဖလားချန်ပီယံအဖြစ်2026ကမ္ဘာဖလားချန်ပီယံအဖြစ်မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပါပြီဒီနေ့ပွဲမှာတော့ကျွန်တော်တို့မက်ဆီကကမ္ဘာဖလားဒုတိယဆုနေတာကျင်းနေခဲ့ရပြီးတော့ကျွန်တော်တို့ကိုသွင်းပြင်ရှိဖက်နှက်စုကိုလည်းကျွန်တော်တို့အမ်ဘာပီရဲ့နောက်ကဒုတိယဆုနေတာကျင်းနေခဲ့ရတယ်ပေါ့နော်ဒါကတော့မက်ဆီအတွက်ဝမ်းနဲ့ဘိုးကောင်းတဲ့မှတ်တမ်းတစ်ခုလို့လည်းပြောလို့ရတယ်ဒါပေမဲ့မက်ဆီလို့ပြောခဲ့တဲ့မှတ်တမ်းတွေကိုကြည့်မယ်ဆိုလည်းတကယ်အကောင်းဆုံးမှတ်တမ်းတွေပဲဖြစ်ခဲ့တာလည်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ပွဲမှာတော့ကျွန်တော်တို့အာဂျင်တီးနားအသင်းနဲ့စပိန်အသင်းနဲ့တွေ့ခဲ့တဲ့ပွဲမှာဆိုရင်ကျွန်တော်တို့အာဂျင်တီးနားအသင်းကပွဲစားကလေးကကျွန်တော်တို့ခံစစ်ဆော့တဲ့အနေထားပေါ့နော်ကောင်တာပြန်ဆော့တဲ့အနေထားစပိန်ကအသာစီးယူပြီးတော့ဘောလုံးအသာစီးယူပြီးတော့ပလီးတဲ့ကစားပွဲနဲ့ကျွန်တော်တို့ကစားရတယ်ပေါ့နော်ဒါပေမဲ့ဒီပွဲလုံးမှာထူးခြားတာကျွန်တော်တို့မိနစ်90အတွင်းအာဂျင်တီးနားအနေနဲ့ဂိုးပေါက်ကွန်သွင်းဝင်တစ်ချိန်အောင်မရရှိခဲ့တဲ့စပိန်အသင်းရဲ့ကျွန်တော်တို့အာဂျင်တီးနားအသင်းကိုထိန်းချုပ်ထားတဲ့ကစားပွဲကိုကျွန်တော်တို့တော်တော်မဖြစ်မနေဘူးကြီးရပါမယ်ဒီပွဲမှာဆိုကျွန်တော်တို့အာဂျင်တီးနားအသင်းဂိုးပေါက်ကွန်သွင်းဝင်မရရှိအောင်လုပ်ထားတဲ့ကျွန်တော်တို့ဒဲလာဖွန်တီရဲ့ကျွန်တော်တို့စပိန်အသင်းကတကယ်ကိုတိုက်စစ်ကွင်းလေခံစစ်အကောင်းဆုံးကစားခဲ့တာပေါ့နော်ဒါပေမဲ့ဒါ17ယောက်နေထားမှာတော့ကျွန်တော်မိနစ်90အတွင်းကတော့ကျွန်တော်ဇီးဇီးပဲပေါ့နော်ဒါပေမဲ့92မိနစ်မှာအန်ဆိုဖာနန်ဒက်အထုတ်ခံလိုက်ရတယ်အဲ့ချိန်ကစလို့ကျွန်တော်တို့စပိန်အသင်းကတောက်လျှောက်ဖိတာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့အီမီလီယာနိုမာတီနက်စ်ရဲ့အန်ဝဲကာကွယ်မှုတွေနဲ့ကျွန်တော်တို့အာဂျင်တီးနားတို့ခုမပြတ်ခဲ့တာလေဒါကံကောင်းတယ်လို့ပြောရမယ်ပေါ့နော်ဒီနေ့ပွဲမှာတော့ကျွန်တော်တို့အာဂျင်တီးနားဘက်ကဆိုတော့ကျွန်တော်အီမီလီယာနိုမာတီနက်စ်ကိုကျွန်တော်ကအကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ချင်တယ်ဒီနေ့ပွဲမှာသူ့ရဲ့ကာကွယ်မှုတွေကတကယ်ကိုကောင်းမွန်လာတယ်စပိန်အသင်းရဲ့ကျွန်တော်တို့တကယ်ခွင့်ရေးရရှိတဲ့အပိုင်ခွင့်ရေးတွေကိုလည်းသူတကယ်ကာကွယ်နိုင်ခဲ့တယ်လမန်ရမရဲ့ကျွန်တော်တို့ free kick ကိုလည်းကာကွယ်နိုင်ခဲ့တယ်ပေါ့နော်ဒီနေ့ပွဲမှာကျွန်တော်တို့နီးပြစကာလိုနီရဲ့ကစားကွက်ကတကယ်ပဲအလုံးမဖြစ်ခဲ့တာလားလို့ပြန်တွေးကြည့်မယ်ဆိုရင်လည်းမဟုတ်ပြန်ဘူးဗျတကယ်တော့ကျွန်တော်တို့အာဂျင်တီးနားအသင်းကိုကျွန်တော်တို့စပိန်အသင်းကတကယ်အသင်းလိုက်စုစည်းအားနဲ့ကျွန်တော်တို့တယောက်မကြံအိတ်ကတဲ့ကောက်ထည့်ပြီးတော့ကျွန်တော်စော့သွားတယ်လို့ပဲကျွန်တော်ပြင်သင်းနဲ့စော့သွားခဲ့တယ်လို့ပုံစံပဲဒါပေမဲ့ပြင်သင်းနဲ့ပွဲတော့ပို့ပြီးတော့ထိရောက်ခဲ့တယ်ဒီအဲ့စပိန်ရဲ့ကစားကွက်ကဒီနေ့ပွဲမှာတော့တိတ်တော့မထိရောက်ဘူးအဆုံးသက်ပိုင်းတွေမှာလည်းတော်တော်လေးကိုလိုအပ်ခဲ့တာတွေတွေ့ရမယ်ကျွန်တော်တို့နောက်ပိုင်းအခွင့်အရေးရတဲ့ပွဲတွေမှာဆိုဂိုးတွေမှာကြည့်မယ်ဆိုရင်အဆုံးသက်ပိုင်းလေးနည်းနည်းအားနေလို့1-0ဆိုတဲ့ရလန်တဲ့ဒါပွဲပြီးသွားတာမေရီနိုရဲ့ခေါင်းတိုက်ဘောတွေဝီလီယံကျွန်တော်တို့တောင်ပန်းတွေဆွဲပြေးလာတဲ့အလုံးသူဘောလုံးထိချက်မာပြီးတော့ဂိုးအောက်သွားတာဒီအလုံးလေးဆိုရင်ဒါဂိုးနိုင်တဲ့အနေအထားတွေရှိတယ်ပေါ့နော်ဒါပေမဲ့လည်းနီးပြဒလာဖိုဒီရဲ့စပိန်ကတော့ကျွန်တော်တို့နိုင်ရလက်နဲ့ထိုက်တက်တဲ့နဲ့ကျွန်တော်တို့ချန်ပီယံဖြစ်ခဲ့ပါပြီတစ်ဖက်မှာလည်းမက်ဆီတို့ကကျွန်တော်တို့မိနစ်115မိနစ်နောက်ပိုင်းမှာကျွန်တော်တို့တိုက်စစ်ပြန်ဆင်ပြီးတော့ကျွန်တော်တို့မက်ဆီရဲ့ကန်ချက်ကိုကျွန်တော်မေရီနိုရဲ့မျက်နှာနဲ့ကာဝယ်နိုင်ခဲ့လို့ဒါအဲ့လုံးကလည်းကူမဖြစ်သွားတာပေါ့နော်ဒါမှမဟုတ်9နိုင်ကြီးရှိတယ်ပေါ့ဒါပေမဲ့လည်းမေရီနိုရဲ့မျက်နှာနဲ့ထိပြီးတော့ကျွန်တော်တို့ကန်ဆိုးသွားနေပဲတောင်းကန်ဖို့ဖြစ်သွားခဲ့ပြီပေါ့နော်ပြီးတော့နောက်တစ်လုံးကတော့ကျွန်တော်တို့စင်မြူနီရဲ့အလုံးဆိုလဲအဲ့တိုင်းပဲကိုဘာတန်မို့နည်းနည်းကြော်ထွက်သွားတယ်ဒါကြီးကနင်းနာစရာပဲပေါ့နော်တက်ဂလီယာဖီကိုရဲ့အန်အိုးဘွယ်ကကျွန်တော်တို့ကိုပေါက်လွဲချော်မှုတွေပွဲပြီးကန်ဒီတွေမှာတော့ဒါကတော့ကျွန်တော်အာဂျင်တီးနားရဲ့ဆုံးရှုံးပွဲရအခြေအနေတွေပေါ့နော်တစ်ဖက်ကကြည့်မယ်ဆိုလဲစပိန်အသင်းရဲ့မိနစ်90အတွင်းတောက်လျှောက်ဖိထားတဲ့အာဂျင်တီးနားကိုကင်ချုပ်ပြီးတော့ကစားထားတဲ့ကစားပွဲကတော့တကယ်ချီးကျူးဖို့ကောင်းတယ်ဘယ်သူမှဘာမှလုပ်လို့မရအောင်ကျွန်တော်တို့တယောက်မကြံချီးကျူးမခုမကပဲဆော့သွားတယ်ပေါ့နော်ဒီနေ့ပွဲမှာတော့စပိန်အသင်းဘက်ကယူရမယ်ကျွန်တော်နီးပြစပိန်အသင်းရဲ့ကစားသမားကျွန်တော်ကွင်းလေကစားသမားရိုဒီကိုရွေးရလိမ့်မယ်ကျွန်တော်သူ့ရဲ့ရှေ့နောက်ဘောလုံးဖြန့်အကုန်လုံးကဒီနေ့ပွဲမှာတော်တော်လေးကောင်းမွန်ခဲ့တာကိုကျွန်တော်တွေ့ရတယ်ဒါကြောင့်ကျွန်တော်ရဲ့အမြင်ပေါ့နော်ဒါကျွန်တော်ရွေးတာပေါ့ပြီးတော့ဒီနေ့ပွဲမှာကျွန်တော်တို့နှစ်သင်းတွေ့တဲ့ပွဲမှာဆိုရင်ဒီနေ့စပိန်နဲ့အာဂျင်တီးနားပွဲမှာဆိုရင်ဘောလုံးရခိုင်နှုန်းကကျွန်တော်65ရာခိုင်နှုန်းစပိန်အသင်းကတာရရှိပြီးတော့အာဂျင်တီးနားအသင်းက35ရာခိုင်နှုန်းရှိတယ်ဂိုးပေါက်ကန်သွင်းဝင်20အကြိမ်20မှာကျွန်တော်တို့စပိန်အသင်းက12ကြိမ်ဂိုးပေါက်တွေ့တယ်အာဂျင်တီးနားအသင်းကတော့2ကြိမ်ပဲရှိခဲ့တယ်ဒါပေမဲ့ဂိုးပေါက်မထည့်ခဲ့ဘူးပေါ့နော်ပြီးတော့ကျွန်တော်တို့အခွင့်အရေးကြီးမားမားဆိုလို့ကျွန်တော်စပိန်က4ကြိမ်ရပြီးတော့အာဂျင်တီးနားတော့အခွင့်အရေးကြီးမားမားသိမရခဲ့ဘူးเนาะဒါပေမဲ့လည်းအဲ့ဒီတက်ဂလီယာဖီကိုတို့ကျွန်တော်တို့စင်မြူနီတို့မက်ဆီကန်နဲ့အလုံးမေရီနိုတို့ထိသွားတဲ့အလုံးတွေရတယ်ဒါနှမျိုးကိုကောင်းတယ်ပေါ့နော်
ကွန်နာကတော့ကျွန်တော်တို့စပိန်အသင်းကကျွန်တော်တို့9ချိန်ရတယ်အာဂျင်တီးနားအသင်းက4ချိန်ရတယ်ပေါ့နော်ခြုံပြောရမယ်ဆိုရင်တော့ဒီနေ့မှာစပိန်ကတော်တော်ကောင်းတဲ့ကစားပွဲနဲ့ကျွန်တော်တို့အာဂျင်တီးနားအသင်းကိုနိုင်ယူပြီးတော့နောက်တစ်ဆင့်ကိုတလန်းသွားခဲ့တာပါဒါကြောင့်စပိန်အသင်းကိုလည်းဂုဏ်ပြုလိုက်ကြရအောင်နောက်ဆုံးတော့ဆက်တော့မယ်ကျွန်တော်တို့အာဂျင်တီးနားအသင်းရဲ့ကျွန်တော်တို့ရဲ့ကနဝင်ကုန်ကြီးမက်ဆီကိုလည်းကျွန်တော်တို့လမ်းကမ္ဘာဖလားမှာနောက်နေ့တည်ကြရင်ထပ်မတွေ့ရတော့ဘူးဆိုတော့ဒီနေ့မှာနှုတ်ဆက်တဲ့အနေနဲ့ကျွန်တော် GPD လေးကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်ခဲ့ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာထွက်တင်မယ်